အိုး30ကီလိုမီတာ30ပြီးမဲ့လူကရောက်100လောက်ရှိရအလလာကျွတ်စိ100ကျော်ကီလိုမီတာ30ကိုရောက်100ကျော်လောက်ပြေးမယ်ဆိုတော့မစုပါအောင်ကြည့်ကြပါကီလိုမီတာ30က400ပါလောက်ရှိတယ်လို့ပါဘယ်လောက်ဝေးလဲဆိုလို့ရှိရင်ကျွန်တော်ပြောပြမယ်နော်ကျွန်တော်တို့လဲတဲ့ကနေပြီးတော့ဘိုးထောင်ကန်းတော့အသွားအပြန်အပင်ဆိုကီလိုမီတာ15လောက်ရှိမှာဗျာအဲ့လိုမျိုး၄ကောက်ပေါ့နော်၄ကောက်စာလောက်နေမြင်ရပါတယ်runner တွေအတွက်ကျွန်တော်တို့ကဒီ set လေးနဲ့ scan ဖတ်ပေးတာ check point ဘယ်ချိန်ဝင်လဲဆိုတာပေါ့ဟုတ် fighting 5K ရန်ကုန်မှာလို့တော့မြေပြတော့မဟုတ်ဘူးเนาะကျွန်တော်ဒါရုံမနေမှာဆိုတော့တက်လိုက်ဆင်းလိုက်တော့ဖြစ်နေမှာဗျာလမ်းတွေကလည်းကျမ်းမယ်ကျွတ်တွေပါတွေတွေ့တာတွေလည်းရှိလိမ့်မယ်ဗျာအားလုံးပဲမင်္ဂလာပါပေါ့နော်ကျွန်တော်အခုရောက်နေတဲ့နေရာတော့ပေါ့နော်တိုက်ကြီးနဲ့မော်ဘီရဲ့ဂျားတွေကပေါ့နော်ကျွန်တော်တို့ဒါပါလဲတော်တော်ကျိုးဝိုင်းတော့မဟုတ်ဘူးပေါ့ဗျာအဲ့လိုမျိုးဟိုစိုက်ပျိုးရေး area တွေပေါ့နော်အဲ့ထဲကိုကြားမယ်ပေါ့နော်တောင်ကုန်းတွေလည်းရှိရဗျာဒီမှာကျွန်တော်ဖိနေရပါဟုတ်ပါလဲတောင်ကုန်းတွေဘာညာရှိရဗျာအဓိကကျွန်တော်ဘာလာလောက်တာလဲဆိုတော့ကျွန်တော်တော့မှမြင်ရလားတော့မသိဘူးနော်စိုင်းဘုတ်အဲ့မှာအဝင်ပေါက်လေးလောက်တာပေါ့နော်ဘာလဲဆိုတော့အဲ့ဒါအပြေးပွဲပေါ့နော်ကျွန်တော်ဒီမှာပြေးမှာပေါ့နော်ကီလိုမီတာ30ရှိတဲ့ကွာဝေးကိုပြေးမှာပဲဖြစ်ပါတယ်နာမည်ကလိုင်ယုံမထေရန်2025ပေါ့နော်အဲ့ပွဲကိုရောက်နေရပါပြေးမဲ့ရက်ကမနှက်ဖြတ်မှာပေါ့နော်ဒီနေ့တော့မပြေးသေးဘူးပေါ့နော်ခုမှပြင်ဆင်နေရပါတော့ကျွန်တော်ဘယ်လမ်းကြောင်းတွေပြေးမလဲဆိုတာကိုလာကြည့်ရပါတော့ပထမဆုံးတရက်စောပြီးတော့ကျွန်တော်လာကြည့်ရဗျာပြင်ဆင်နေရလေးတွေတို့လမ်းမှာသွားကျွန်တော်တို့လာခဲ့တဲ့ဟာလေးတွေတို့ဗျာကျွန်တော်ပြပေးမယ်ဗျာတစ်ချက်ကြည့်လိုက်ပါဗျာကျွန်တော်တို့ရွာရဲ့ထူးကြတဲ့နေရာတစ်ခုပေါ့နော်ရွာမှာကားပါကင်ကတီးတန့်ရှိတယ်ဗျာအဲ့လိုလမ်းမတွေမှာရက်လို့မရဘူးကားပါကင်သိုးဆိုတဲ့နေရာကိုရောက်အောင်သွားရတယ်ရွာနော်ဒီမှာလမ်းအောင်ကြည့်လိုက်ရှင်းလားလမ်းလေးလိုက်နော်လမ်းလေးတွေကိုကြည့်လိုက်ဟွာပဲဟွာဒီဘက်မှာဆိုကြောက်ကြီးပဲဘာမှမရှိတော့ဒါရွာဗျာဒီမှာဒီ no parking ဒီမှာကားမရအောင်မြင်လားအားလုံးဝရက်လို့မရအောင်ရှင်းတယ်နော် easy ကဲ finally ကျွန်တော်တို့ရောက်လာခဲ့ပြီဗျာမှာပါအားမယ့်နေရာကိုမရောက်သေးပါဘူးဒါခကြီး1000ခဏနားတာပါစက်တာပေါ့ပဲကျွန်တော်တို့ပြေးမဲ့တာလွတ်မဲ့နေရာကိုမရောက်သေးပါဘူးဟောစက်တာပါမယ်ဆောပါနော်ကျွန်တော်တို့ဝင်ခဲ့တဲ့နေရာလေးရပါနော်ကျွန်တော်ကဖူးကောင်ပါနော်ဖူးကောင်ရဲ့နေရာလေးကတော်တော်လှတယ်ကျွန်တော်ရိုက်ထားတာလေးရှိရပါနော်ပြီးတော့မှကျွန်တော်ပြပေးမယ်ပါနော်ကျွန်တော်ခုလောတယ်ရောအပေါ်ထပ်တက်ရမယ်ဆိုတော့ထပ်တက်နေရပါနော်ဒီမှာဖူးကောင်ချန်တယ်လိုင်ရုံးမှာဒီမှာချန်တယ်လိုင်လာမို့လိုင်လုံးမှာပါနော်ကျွန်တော်လိုင်လုံးမှာတယ်လုံးမှာတယ်ဘုမစင် over okay ဘာမှာ okay bro ဘာမှာကားပါကင်ထိုးရတယ်ဒီချန်တက်ထားရပါနော်လိုင်ရုံးမှာလည်းမှာပါချန်တဲလိုင်ရုံးမှာလည်းမှာပါဒီမှာရောကြောက်လာပါပြီကျွန်တော်တို့ဆိုတာမကင်မှာနားမှာကြောက်လို့ကြောက်ပါတယ်ကြည်ပြီးဝိုက်တယ်ဘရာသာတို့မိုက်လာကျွန်တော်တက်လာတော့ကတော့ကျွန်တော်တို့ဖူးကောက်နေကိုရိုက်ပြထားတယ်ကျွန်တော်တို့သွားမယ့်နေရာလေးတွေပေါ့နော်ရိုက်ပြထားတယ်ပေါ့ဆောင်းမိုက်တယ်ဗျာကျွန်တော်ခုလောဆယ်တော့ဒါတင်စင်တဲ့နေ့ပဲရှိသေးတယ်ဗျာမနှက်ဖြတ်မှာအနက်မှာတကယ်တာလွတ်မှာပေါ့နော်တာလွတ်တာဗမာလဲဆိုတော့ဒါပါလဲဟုတ်ပါလဲဒါ finish spot ဒါဘာတောင်ညာသိန်းတောင်တောရပါနော်ညာသိန်းတောင်တောရဒါကတော့ခြံထဲဒါခြံထဲမှာပေါ့နော်ကျွန်တော်ခုရောက်နေခြံထဲပေါ့နော်ခြံထဲကိုရောက်နေပါဒါပေမဲ့တာလွတ်မဲ့နေရာဘယ်နေရာလဲဆိုတော့ညာသိန်းတောင်တောရရဲ့ဆက်ခွန်ပေါ့နံပါတ်ဆက်ခွန်နံပါတ်9လားဆက်ခွန်လားတော့မသိဘူးဗျာအဲ့မှာ9လားဆက်ခွန်လားတော့မသိဘူးအဲ့မှာတာလွတ်မှာပေါ့နော်အဲ့မှာတာလွတ်ပြီးတော့ဒီခြံထဲမှာပန်းဝင်မှာပေါ့နော်အဲ့ဒါကိုကျွန်တော်
လာကြည့်ရပဲဖြစ်ပါတယ်အားတော့ဗောနော်ကျွန်တော်မနေ့ပြန်မှာ ပြေးတဲ့လမ်းကြောင်းတွေပါလိုက်ကြည့်နေတာ မနေ့ပြန်ပြေးမဲ့လမ်းကြောင်းတွေကျွန်တော်လိုက်ကြည့်နေပါတော့ 30ကီလိုမီတာနဲ့15ကီလိုမီတာပြေးမဲ့လမ်းကြောင်းတွေကိုလိုက်ပြီးတော့ကျွန်တော်တို့ဓာတ်ပုံငယ်လိုကောင်းမဲ့လမ်းကြောင်းလေးကိုလိုက်ကြည့်နေတာပါ အော်ကျွန်တော်တခုပြောဖို့မေ့သွားပါတော့စောစောကကျွန်တော်30ကီလိုမီတာတခုပဲပြေးရထင်တာဗောနော်ဒါပေမဲ့တခုတည်းမဟုတ်ပါဘူးတိမ်ပြေးနိုင်တဲ့လူတွေက15ကီလိုမီတာဗောနော်ပြေးနိုင်တဲ့လူတွေကအပင်ထင်တယ်ဗျပြန်တက်ရမှာလားပြန်ပတ်ရမှာလားမသိဘူးနော်30ဗောလမ်းကြောင်းမတူဘူး ပြေးမဲ့လမ်းကြောင်းတွေ အားတော့ပြေးမဲ့လမ်းကြောင်းတွေဗော ဆင်းသွားမှာ ဒီလိုဗော ဒီလိုဆင်းသွားမှာလမ်းကြောင်းကြည့်ရမှာ ဒါဗီလာလား resort လားကို ဟောဘောကမ်ပင်းဆိုင်ပေါ့ ဟော camping site တွေဗောနော်ကျွန်တော်အဲ့ဒီကိုရောက်နေပါတော့တကယ်မိုက်ပါတယ် ရရကြည့်ရ လူလာတော့နေရနေဗျကျွန်တော်တို့ကလွယ်ပြီးတော့တုံလူသိမ့်မရှိဘူးဗောနော်ဒါပေမဲ့နောက်ကြရင်တော့အကြမယ်လို့မျှော်လင့်နေတာနော်ဒီညလေးကိုတကယ်မိုက်တယ်ချင်းလင်းလို့တကယ်ကောင်းတယ်ဗျာ ကျော်ရကျော်ရ ဒါပေမဲ့လမ်းလေးကတော့နည်းနည်းကျင်းတယ်ဗျာလာတဲ့လမ်းကသဘာဝလမ်းလေးဖြစ်တဲ့အတွက်ကားလမ်းနည်းနည်းကျင်းတယ်ဗျာကားကြီးရဲ့ကားတွေဆိုဝင်လို့ရမှာမဟုတ်ပါဘူးစလွန်းတိုက်တွေဆိုလည်းရဲနေရင်ဒီလမ်းကိုလာလို့ရမှာမဟုတ်ပါဘူးအဲ့တော့ကြောင့်မလို့ကားလည်းမနှိမ့်မမြင့်ပါနော်အရန်နှိမ့်တဲ့ကားမျိုးတော့မရွေးနဲ့ပါနော်ခဲအဲ့တော့ကားရွေးချေတာမှန်ဖို့လည်းလိုပါပဲကျော်ရောက်နေတဲ့နေရာကတော့ ဝင်လို့မရ ညာသိန်းတောင်တောရတောင်ညာသိန်းတောင်တောရပါနော်အဲ့ထဲကိုရောက်နေတာပါဒါဒီကောင်ကြီးကအကျယ်ကြီးပဲဗျနမတ်တစ်ကနေပြီးတော့16လောက်ထိရှိတယ်ဗျကျွန်တော်စောစောကြည့်ကြည့်ကြတော့16လောက်ထိရှိတယ်ပေါ့နော်ဒါအခုကျွန်တော်ရောက်နေတာ9 10 17အဲ့ကြားထဲမှာပါခုပေါ့နော်ကျွန်တော်တို့ဒီနားပတ်ဝန်းကျင်နည်းနည်းပါပတ်ကြည့်နေရပါနော်ဒါရှိလဲပေါ့အောက်ကိုလည်းကားလေးဆင်းသွားတယ် ဧရိယာ ဒါပေါ့နော်ကျွန်တော် ကျွန်တော်တို့ဒီမှာကျန်နေပြီး22ထိရှိတယ်သူကမ်ပင်းဧရိယာ 22ထိရှိတယ်အများကြီးပဲကမ်ပိန်းလုပ်လို့ရနေတာပေါ့နော်သွားကြည့်မလို့ပေါ့နော်အောက်မှာလည်းလူတွေရှိအောင်ပါဗျအများကြီး ပြေးပါတယ် ငိုဟုတ်တယ်ပြေးမဲ့လမ်းကြောင်း ဟုတ်တယ်ပြေးမဲ့လမ်းကြောင်းပဲ အဲ့ဘလူးကြီး ပြေးမဲ့လမ်းကြောင်းသူက ချက်လာ ရနေပြီးတော့ပြေးဆင်းသွားတယ် ပြေးမဲ့လမ်းကြောင်းနော်ထင်တာပဲမသိဘူးဟိုမှာလေးအဲ့ဒါတားတာပြေးမဲ့လမ်းကြောင်းတော့ဟုတ်တယ် ဟုတ်တယ်ဘာပြေးမဲ့ဖွဲ့ဘာ30 15ဟောပေါ့ပါဟောဒါတို့ဟာတဲတဲ့အိမ်လေးဒီမှာ ဟောဟုတ်လား တဲတဲ့အိမ်လေးဒါ ဟာဘန်ဂလိုလေးလည်းရှိရပါတော့ ဝင်ကြည့်လိုက် ဆောင်းမိုက်တယ်နော် အဲ့ဒါလေး ဟုတ်တယ် အဲ့ဒါကဟိုဟာဖြစ်လိမ့်မယ် ကမ်ပိန်းဆိုင်က 15မိုက်ဟုတ်အဲ့ဒါ15ကိုဖြတ်စင်းတဲ့လမ်းကြောင်း ကျွန်တော် ဒီကောင်က30တဲ့ ကြောက်မှာဒီမှာကြည့် ငါဟိုအောက်မှာတက်နေအများ ဒီ ကြီး မှာကြည့်ဟိုမှာတက်နေဆိုအများကြီးဟာပြမယ်ဟောဒီ ဝါ မှာ း တက်နေ ဂျိုင်းအမိုက်တယ်ဒါကအဲ့လိုနေငါတက်နေ တန်လေးယူလာမှာ သူကဖုန်းကြောက်ပါအေးရဆိုသူပဲတက်ယူလာ တန်လေးနေပါ ည တော့ ညကြမအိတ်တဲ့တန်တဲ့ဝင်တိုးအိတ်တာပါတက်နေကိုပြေးတားထားတယ်လေကပြီးမဲ့လည်းကောင်းတယ်အောက်မှာကျိုးတယ်ဖြစ်တယ်နော် ညာကြီးဆောင်းမိုက်နော် မိုက်တယ် Hey man ဒဲ အလာချောနောက်ကိုကြည့်လိုက်ကမ်နေတက်နေရှိရတော့အာအများကြီးပဲတော့ကြိုက်လားဆောင်းမိုက်တယ်ဆောင်းမိုက်တယ်ညာရိတ်ခါလေးတွေတဲနေတာပါဘော်လာလေးတွေကိုရိတ်ခါတဲနေတာပါ ဟိုတရားကမင်းဝေးရတယ် တော့ဝေးတယ် အောက်ဟုတ်တော့တဲ့ ကျွန်တော်တော်ကြီးညမဲထဲမှာကျွန်တော်တို့သွားနေရတာဟာရှေ့ကျရင်မီးပြတ်ပါပြီဘာမှမရှိတော့ပါဘူး ကျောင်းပေါ့နော်မနက်ပေါ့နော်တာလွတ်မဲ့နေရကိုအခုလမ်းလျှောက်ပြီးတော့ဆင်းနေရပါတော့ကျောင်းရှိမှလည်းပြေးမဲ့လူတယောက်ပါတယ်ပေါ့နော်ကျွန်တော်ပြေးမဲ့ဝိုင်းရင်အပြေးသမားတယောက်ပါတယ်ဒီမှာကြော်ပြပါမယ်ခဏလေးပါ ပြောလိုက်အဲ့ကိစ္စ
အဲ့တော့ကျွန်တော်တို့ရဲ့ ဝါမင်းစားပြန်ပြီငါ့ကိုတက်တက်ကြီး စားပါဦးကောင်းရိုက်မှာ ဝိုင်းရင်ပြင်မှာမလုံနဲ့ဒီကွာမင်းကူတူလေးဒီရဲတော့ အဲ့တော့ကျွန်တော်တို့ရဲ့ လောက်တော့ဘောလာ ကျော်အကိုကြီးပေါ့ဗျာ ဘောလာလောက်တော့ ပြေးမှာပေါ့ဒီနေ့ဝင်ပြေးမှာပေါ့ကိုကြီးကဘယ်လောက်ကီလိုပြေးပါလဲ 15 30ရာဘယ်နှစ်ယောက်လောက်ရှိလဲ 30လည်းလူများတယ် ဟာလားကိုကြီး30ရာအားလုံးမ ဟိုလောက်ရှိ100ကျော် 100ကျော်လောက်ရှိမှာပေါ့ ကျန်တာကတော့ fan run ပေါ့ အိုး30ကီလိုမီတာ30ပြေးမဲ့လူကရောက်100လောက်ရှိရ ရှိ ဟောအလလာကျွတ်စိန် 100ကျော်မယ် ကီလိုမီတာ30ကိုရောက်100ကျော်လောက်ပြေးမယ်ဆိုတော့ မစုပါအောင် ကြည့်ကြပါနော်ကီလိုမီတာ30က 400နီးပါးလောက်ရှိတယ်လူက ဘယ်လောက်လောက်ဝေးလဲဆိုလို့ရှိရင်ကျွန်တော်ပြောပြရမယ်ကျွန်တော်တို့လဲတဲ့နေပြီးတော့ဘိုးထောင်ကန်းတော့အသွားအပြန်အပင်ဆိုကီလိုမီတာ15လောက်ရှိမယ်ဗျာအဲ့လိုမျိုး၄កောက်ပေါ့နော်၄កောက်စာလောက်နေနေများပါတယ်ကီလိုမီတာ30ပါဒါပေမဲ့ရန်ကုန်မှာလို့တော့မြေပြတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒါရုံးမနေမှာဆိုတော့ တက်လိုက်စင် တက်လိုက်ဆင်းလိုက်တော့ဖြစ်နေမယ်ဗျာလမ်းတွေကလည်းကျမ်းမယ်ကျွတ်တွေပါတွေတွေ့တာတွေလည်းရှိလိမ့်မယ်ဗျာဒါပေမဲ့ကျွန်တော်ကတော့ပြေးမှာမဟုတ်ပါဘူးကျွန်တော်ကတော့ဆိုင်ငယ်နဲ့လိုက်ကြည့်မှာပါနောက်မှပြေးမဲ့လူဆင်းလာပါပြီဆိုင်ငယ်နဲ့လိုက်ကြည့်မှာပါဟုတ်တာလုံးမဲ့နေအောင်ကျွန်တော်ဆင်းနေရပါတော့ကျွန်တော်ညာအိတ်တဲ့ကျွန်တော်ပြေးမဲ့လူတွေနဲ့ညာအိတ်ပြီးတော့ကန့်ထိုးတဲ့နေရာဟိုအပေါ်ပြန်တက်ပြီးအောက်ပြန်ဆင်းပြီးတော့နေကြရဗျာဒါပေမဲ့အခုကတော့အဲ့အပေါ်ပြန်တက်တယ်ကျွန်တော်ထမင်းစားတဲ့နေရာမှာ breakfast စားကြရတယ်ပေါ့နော် breakfast စားပြီးတော့အခုဆင်းလာပြီးတော့ဟိုအောက်ကိုပေါ့နော်ပြေးမဲ့လူတွေတာထွက်မဲ့နေရာကိုကျွန်တော်သွားနေရဖြစ်ပါတယ်နောက်မှာဓပုတ်ရိုင်းမဲ့အကိုတွေလည်းပါတယ်နော်ဓပုတ်နေရောဗီဒီယိုတွေရောရိုင်းမဲ့အကိုတွေလည်းပါပါတယ် သူများမဟုတ်ပါဘူးကုကူရိုက်ပါအခုလာ ပြေးမဲ့ထဲမှာပေါ့နော်15ကီလိုမီတာနဲ့30ကီလိုမီတာတွေကိုကျွန်တော်တို့ဘယ်လိုခွဲလဲဆိုတော့15ကီလိုမီတာသမားတွေကပေါ့နော်ရင်မတ်မှာဆို15ထိတ်ဆုံးစလုံးလေးပေါ့နော်ဒီမှာအခုဆို A30 ဗျာ A30 ဆိုတာ30ကီလိုမီတာပြေးမဲ့လူတွေပေါ့နော်ဒီလို15 B15 ဆိုလို့ရှိရင်တော့15ကီလိုမီတာပြေးမဲ့လူတွေပါအဲ့လိုခွဲလို့ရပါတယ်အဲ့မှာနံပါတ်လေးတွေကိုကြည့်ပါရင်မတ်ကနံပါတ်လေးတွေမှာ15နဲ့ဆိုင်လို့ရှိရင်15ကီလိုမီတာပြေးမဲ့လူတွေပေါ့နော်300နဲ့ဆိုင်ရင်30ကီလိုမီတာပြေးမယ်15နဲ့30ပေါ့နော်စုံမဲ့နေရပေါ့နော်တောရနှစ်မှာစုံမှာဆိုတော့ဒါလည်းတော့တောရနှစ်မှာစုံမှာဆိုတော့ကျွန်တော်အဲ့ကိုသွားနေတယ်ပေါ့နော်တောရနှစ်ကိုသွားနေတော့မလေးကျော်ကြတယ်တောရနှစ်ကိုသွားနေပါပြီကျွန်တော်ပြောပြမယ်ပေါ့နော်ကျွန်တော်တို့လမ်းလေးပါပေါ့နော်15ရဲ့15ကီလိုမီတာပြေးရလို့နဲ့30ကီလိုမီတာပြေးရလို့လမ်းပြလေးတွေကဘယ်လိုမျိုးခွဲထားလဲဆိုတာကျွန်တော်ပြပြီနော်လမ်းလေးမှာချိန်ထားတဲ့အဖြူနဲ့အနီကြားလေးတွေက30ကီလိုမီတာပြေးလူတွေဖြတ်ရတဲ့လမ်းပေါ့နော်အဝါနဲ့အမဲကြားကြတော့15ကီလိုမီတာပြေးရလူတွေအတွက်ထားရပြီးသားမှတ်သားလေးပေါ့နော်အဲ့ဒီမှတ်သားလေးတွေကိုကြည့်ပြီးတော့ပြေးရလူတွေလမ်းမပြောင်းတော့လုပ်ပေးကြရတယ်ပေါ့နော်တချို့လူတွေကဒီနေရာအောင်ရောက်နေပြီဆိုတော့ကျွန်တော်တို့ဆိုင်ငယ်နဲ့ပတ်သွားတာတော့ဒီနေရာရောက်နေပြီဆိုတော့တော်တော်မြန်တယ်ပေါ့နော်မောင်းလာကြည့်ပါကျွန်တော်တို့မောင်းလာဗျာကျွန်တော်တို့မြန်မောင်းလာတော့ဒီလူတွေကကျွန်တော်တို့ရှေ့ရောက်နေပြီ15ကီလိုမီတာပြေးရလူတွေပါလို့ဒါကညားပါကျွန်တော်တို့ကဆိုင်ငယ်နဲ့ဆိုတော့ဗျာကျွန်တော်တို့ကဒီလမ်းတိုင်းသွားတဲ့အချိန်မှာပြေးတဲ့လူတွေကပြေးလူတွေကဒီဘက်ဟိုဟာတွေကပေါ့နော်ဒီဘက်နောက်ထဲပေါ့ကျွန်တော်အခုရိုက်ပြနေတယ်ဒီနောက်ထဲကနေပြီးတော့သွားရတာပေါ့နော်အဲ့နောက်ထဲတောထဲကနေသွားရတာပေါ့နော်
အားလုံးပဲပေါ့နော်ဒါကတော့15ကီလိုမီတာနဲ့30ကီလိုမီတာသမားတွေပေါ့နော်စုံမဲ့ချက်ပွားတယ်နော်ဒီချက်ပွားနေပြီးတော့ဒီထဲကိုစောက်ဝင်ရအောင်နော်ကျွန်တော်ဘိန်းနာမှာရှိလမ်းလေးပြန်ဆက်ဒီမှာကျတော့ဘာရှိလဲဆိုတော့ရေဘူးတွေရှိမယ် medical kit တွေရှိမယ်ပြီးတော့မောပြေပေါ့နော်ခဲသီးတွေဘာရှိမှာပေါ့နော်နောက်မှလည်းဟိုမှာချက်ပွားဝင်လာတဲ့လူတွေရှိရပေါ့နော်ကြည့်ကြည့်ပေါ့နော်ဒါလိုက်ပြတယ်ပြောပါအများနဲ့ပြောခိုင်းနေတာ အားလုံးအစီအပြောင်းပြုစုနေပေးနေပါတယ်ဆိုဒီမှာနော် station 2ပါ station 2ပါဒါ station 2ပါမပြေးလာတဲ့လူတွေကတော့နောက်မှလာတယ်ချက်ချင်းနေလေးလည်းထားပေးတာပေါ့နော်ဒါလို့ fighting ကိုကျွန်တော်ဒီမှာချက်ပွားနေပြီးတော့ဒီလမ်းလေးကနေစောက်ဝင်ရမှာပေါ့နော်လမ်းလေးကနေစောက်ဝင်ရမှာပါဒီလမ်းကနေစောက်ဝင်ရတာပါလမ်းကနေဝင်ပြီးဆက်ပြေးရမှာနော်ဒါဘယ်လောက်ကီလိုမီတာရပြီလဲကွ 5K ဒါ5ကီလိုမီတာပါပေါ့နော်အခုမှ5ကီလိုမီတာပဲရှိပါတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီမှာအခုဒါဘာလောက်တာဒါလည်းလူ ဒါဟို time scan ဟောဒါစကန်လိုက်ဖတ်တယ် Okay thank you ရှင်းဒါလိုက်ကန်လေးပေါ့နော်လာတဲ့လူတွေကို7.2မှာလာဆက်တာပေါ့နော်7.2မှာမှတ်ထားတဲ့ခါလေးပေါ့ ဟုတ်တယ်ဟို runner တွေအတွက်ကျွန်တော်တို့ကဒီ set လေးနဲ့ scan ဖတ်ပေးတာချက်ပွိုင်းဘယ်ချိန်ဝင်လဲဆိုတာပေါ့ ဟုတ် fighting 5K ဒီကိုပြင်းနေရပြီလေ ကျေးနေရပြီလို့ ပြင်းနေရပြီလို့ အဲ့ဒါပေါ့နော်15ကီလိုမီတာပြေးတဲ့လူတွေရဲ့ပေါ့နော်5ကီလိုမီတာရဲ့ချက်ပွိုင်းပေါ့နော်ချက်ပွိုင်းနေပြီးတော့ကျွန်တော်တို့ဆက်လိုက်လာပေါ့နော်ရှေ့မှာချောင်းလေးရှိရဆိုလို့ဆိုင်ငယ်နဲ့ကသွားလို့မရတော့ကျွန်တော်တို့လမ်းလျှောက်ပြီးတော့ဆက်လိုက်နေပါတယ်ပြေးတဲ့လူတွေနောက်ကိုโอเคပါကျွန်တော်တို့လည်းလိုက်ပြေးလို့ရပါတယ်ပြေးပြီးတော့လိုက်ခဲ့ပါပဲအခုဆိုရင်တော့အဲ့လိုမျိုးဒီလိုမျိုးပြေးပွဲတွေပေါ့နော်အားတွေကို join လို့ရပါတယ်ဒါညင်လို့ရှိရင် Runner 4မြန်မာ group ထဲမှာဝင်ပြီးတော့လေ့လာလို့ရပါတယ်အဲ join လို့ရပါတယ်ဗျာဒီမှာကြည့်ပါလုံနေရပါဆိုတော့လူရဲများလည်းကျိုးမှာတိုးရင်တော့ပြေးသွားပါကျိုးမယ်နော်ပြေးတာခုပါနော်ကျွန်တော်တို့ဆိုင်ငယ်ဆက်သွားလို့မရတော့ဘူးဗျာလမ်းမရှိတော့ဘူးမရှိရတယ်ကျွန်တော်တို့ပြေးတဲ့လူတွေနဲ့ဟိုဖြစ်အောင်လို့ဆိုပြီးတော့ကျွန်တော်တို့လိုက်လာပါတော့ကျွန်တော်စောစောကတေချာမရှင်းပြလိုက်ရလို့ပေါ့နော်ဒီနောက်ကပေါ့နော်ဒီလိုမျိုးကျွန်တော်ပြေးလမ်းတောက်လျှောက်မှာပေါ့နော်ဒီလိုမျိုးဆိုင်လေးဆိုင်လေးတွေကိုပဲအကြိုက်တက်ခဲ့ရတာပေါ့နော်နေရာလောက်တက်လဲဆိုတော့မနက်ကိုကားနဲ့ထွက်တယ်ပေါ့နော်အဲ့ဒါကြီးလိုက်ပြီးတော့ကျွန်တော်တို့လမ်းကြောင်းဆွဲရလူတွေလိုက်မှတ်တယ်ပေါ့နော်အဲ့ဒါကြီးမှတ်တာတင်မယ်9ရက်လောက်တော့ကြာတယ်ဗျတနေ့ကုန်လောက်ရတာပေါ့နော်လောက်ရမယ်ထင်ပါတယ်ကျွန်တော်ထင်တာပြောတာပါကျွန်တော်လောက်တာမဟုတ်ပါဘူးကဲခုတော့တယ်ကျွန်တော်စင်တက်လိုက်ပါဦးမယ်ပြီးရင်လူတွေလည်းရှိမှာဗျာကျွန်တော်နောက်မှာပါအောင်မယ်ဗျာဒီမှာကြီးနောက်မှာပြီးရင်လူတွေရှိအောင်မယ်โอเคလားဒီလမ်းချိန်နေရတယ်လို့ပါနောက်မှာမလကားပဲလမ်းရှိတယ်ကျွန်တော်ခုရောက်နေတဲ့နေရာပေါ့နော်ဒါ8ကီလိုမီတာလောက်ရှိပြီပေါ့နော်8ကီလိုမီတာဆွန်းလောက်မှာပေါ့ကျွန်တော်ရောက်နေတာပါကျွန်တော်နောက်မှာလည်းဆက်ပြီးတော့လမ်းလျှောက်လာတယ်လမ်းရှိတယ်တက်နေရတယ်ကုန်းလေးတော့လေးတက်ရတယ်ဗျကျွန်တော်8ကီလိုမီတာကျော်ပါ10ကီလိုမီတာရောက်တော့ပါပဲဟောအများကြီးပါတက်ပါရက်တန်နေHello.
fighting ရောက်တော့မယ်9ကီလိုလောက်ပဲကျန်တော့9လောက်ပဲကျန်တော့မယ် fighting မှာပြင်မန်းနေ9ကီလိုလောက်ပဲကျန်တော့လားနောက်ဆက်သွားမယ်ခုဆိုရင်တော့ professional ပြေးသမားတွေဝင်လာပါပြီfighting အတိုင်းကြီးပါ fighting မနောက်မှလည်းလာပါ fighting အခုတော်ရဆက်ခွန်ကျွန်တော်ရောက်နေပြီပေါ့နော်တော်ရဆက်ခွန်မှာဒါ checkpoint 3မဟုတ်လား2ကပြီးသွားပြီလေကိုcheckpoint 3checkpoint 3ပေါ့နော်ကျွန်တော်အခုတော်ရဆက်ခွန်ပါဟုတ်တယ်ဆိုင်ငယ်စောင့်နေပါတော့ဆိုင်ငယ်တော့မရောက်သေးဘူးကျွန်တော်ရင်ရောက်လာမဟုတ်လားသားတယ်ဒီသမားတွေကတော့ဒီမှာကျွန်တော်800ကြီးပဲဗျာအများကြီးကြော်သွားအခုနောက်ထပ်ဝင်လာပြီ ဘေးကင်းတော့မရဘူးဘေးကင်း လာမယ်ကိုရေဒီနားလေးကိုပြေးလာမယ်လာပါမျောနေတာ နာပါကိုရောဝညောနေတာ လာပါမျောနေတာပါ ကဲကျွန်တော်တို့ခုပန်းဝင်တဲ့နေရာကိုရောက်လာပြီဗျာ finish point အမဲပေါ့နော်ကျွန်တော်ပန်းဝင်တဲ့နေရာကိုလည်းရောက်တော့ပေါ့နော်15ကီလိုမီတာပြေးတဲ့လူတွေရော30ကီလိုမီတာပြေးတဲ့လူတွေရောပေါ့နော် first က second ကတက်ရ3ခုလုံးပါ3ယောက်လုံးကဝင်ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ပန်းဝင်တာတွေတော့ကျွန်တော်မတွေ့လိုက်ရပါဘူးဒါပေမဲ့အခုစုပေးတော့မယ်လို့ပြောပါတယ်ဒါပေမဲ့30ကီလိုမီတာပြေးတဲ့လူတွေကလည်းအယောက်20လောက်ပဲဝင်သေးရဗျာအယောက်100ကျော်လောက်ပြေးရဆိုကျန်တဲ့အယောက်80လောက်ကြံနေသေးရဗျာပန်းမဝင်သေးဘူးခွဲတယ်ဗျာအဲ့ရှေ့ဆုံးလူတွေပဲဝင်ပြီးတော့ကျန်တဲ့လူတွေရောမဝင်သေးဘူးပေါ့နော်အဲ့ဒါကိုလည်းပွဲရတော့မပြီးသေးဘူးပေါ့နော်တစ်ဆောက်နေရပေါ့နော်ခုတော့စုယူမဲ့နေရာကိုကျွန်တော်လက်မယ်ဗျာစုယူမဲ့နေရာအောက်မှာလို့ပြောတယ် We are free. စုကတော့ဒီနားမှာပေးမှာပေါ့နော်ပေးမဲ့အချိန်မှာကျွန်တော်ဝိုင်းအပြေးသမားတယောက်နဲ့တွေ့ရဗျာဝိုင်းအပြေးသမားကတော့တခါတည်းပေါ့နော်စုယူဖို့ရောက်နေပြီပေါ့နော်တခါတည်းဒီမှာပါဝိုင်းအပြေးသမားပါဝိုင်းပြေးသမားတွေ့ရတော့မမေ့ရတော့ကျွန်တော်မနေ့ကပြောပါတယ်ဝိုင်းပြေးသမားပါလို့ကိုစုယူဖို့လာနေပါပြီကျွန်တော်ဒါပေါ့စုပေးမဲ့ဆင်ရှိရနားလေးပေါ့နော်အောက်မှာပေးမှာပေါ့ဒီအောက်မှာကျွန်တော်အောက်မှာပါမြင်ရလားတော့မသိဘူးမြင်တော့မြင်ရမှာမဟုတ်ဘူးဗျာကျွန်တော်ဒီကြောက်မှသိချပြပါနော်အောက်မှာစုပေးပါဟိုဟာရှိတယ်ကဲအစိမ့်ဘက်တွေဆင်ပေးပါတယ်အားလုံးပြီးသွားပါပြီအခုအချိန်ကပေါ့နော်2နာရီလောက်ဖြစ်နေပြီလေ1နာရီလောက်ဖြစ်နေပြီဗျာကျွန်တော်ပန်းစလွတ်တာလွတ်တာပဲချိန်တော့ဖြစ်တယ်7နာရီလောက်ကလွတ်တယ်ဆိုတော့7လောက်ကဝင်ကြတာဆိုတော့ဗျာ first second တက်ကဟုတ်တယ်3နာရီလောက်မှဝင်တယ်ဒီလိုကြည့်လိုက်အဲ့30 15သမားတွေက30သမားတွေပြေးကြရ ဟော15သမားတွေကတနာရီဝဲလောက်မှဝင်ပြီးတော့30သမားတွေကတော့3နာရီလောက်ကြာတယ်ပေါ့နော်အဲ့တော့ကြည့်ကြမယ်ပေါ့နော်ဘယ်လိုရလဲပေါ့ကျွန်တော်လည်းမမီလိုက်တော့မသိလိုက်ဘူးပေါ့နော်ကဲခုဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒီပြေးပွဲမှာပေါ့နော်15ကီလိုရော30ကီလိုရောပေါ့နော် first second တက်ယောက်ျားလေးရောမိန်းကလေးရောပေါ့နော်နှစ်ခုလုံးစုပေးရတယ်လေမင်ငယ်ပြီးပြီဆိုတော့ပေါ့နော်ကျွန်တော်ရဲ့ vlog လေးကိုဒီမှာပဲဆုံးသက်ခွင့်ပြုပါအားလုံးကျေးဇူးတင်ပါတယ်